ထိုင်းနိုင်ငံမှုသားဟမှာဖြစ်ပွားခဲ့တဲ့အသက်17နှစ်အရွယ်ကလေးရဲ့ရင်မတော်စားမှုနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာကောလာဟလာမျိုးစုံပြန့်နှံ့နေပါတယ်အထူးသဖြင့်ကလေးကအဖွားကိုဈေးကိုနေတိုင်းကားမောင်းပို့တယ်ဆိုတဲ့သတင်းတွေကိုလူအများမျှဝေနေကြပါတယ်ဒါပေမဲ့သတင်းတောက်တွေကအဲ့ဒီဈေးကိုကိုယ်တိုင်တွားရောက်စုံစမ်းမေးမြန်းတဲ့အခါအဖွားရဲ့အနီးမှာရှိတဲ့ဈေးတွေကကလေးမောင်းပို့တာကိုတခါမှမမြင်ဘူးလို့ပြောထားပါတယ်သူတို့မြင်တော့အဖွားကိုယ်တိုင်ပဲကားမောင်းလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်လက်ရှိချိန်မှာထိုင်းအာဏာပိုင်တွေတရားဝင်အတည်ပြုထားတဲ့အချက်တွေကတော့ကလေးဟာအသက်17နှစ်ဖြစ်ပြီးဘာသာရေးဘောင်းဆောင်အဖွဲ့ရဲ့အကဲဖြတ်ချက်အရအော်ဒင်ရှိကြောင်းအထူးပြုကုသမှုလိုအပ်နေကြောင်းပဲဖြစ်ပါတယ်အမှုကိုတော့ရဲတပ်ဖွဲ့ကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်အာဏာပိုင်တွေကလည်းကလေးရဲ့အမီဓာတ်ပုံနဲ့ကိုရေးကိုတာချက်လက်တွေကိုမဖြန့်ဝေဖို့အတိမပြုတ်ရသေးတဲ့ကောလာဟာလတွေကိုမမျှဝေဖို့သတိပေးထားပါတယ်ဒါကြောင့်ဒီလိုအမှုမျိုးမှာခံစားချက်နဲ့မျှဝေတာထက်တရားဝင်တည်ပြုထားတဲ့သတင်းချက်လက်တွေကိုပဲအခြေခံပြီးမျှဝေပေးကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျဘသူကမှအပြစ်မတင်ပဲအမှုစုံစမ်းမှုရလက်ကိုသာစောင့်ကြည့်ကြရအောင်လို့ကျွန်တော်ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့နောက်လာမယ့်အတည်ပြုချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့ကျွန်တော် follow လုပ်တော့ဖို့အတွက်မေတ္တာရက်ခံရဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ